ခန်းကြီး3ထိုကာလအခါဗတ္တိဇံဆရာယောဟန်သည်ပေါ်ထွန်းလျင်ကောင်းကင်နိုင်ငံတော်သည်တီးလူနေပြီထို့ကြောင့်နောင်တရကြလောဟုယူရတော်၌ဟောလေ၏ပရောဖက်ဟေရှာယဟောဘူးသည်ကတော၌ဟစ်ကြော်သောသူ၏အသံမှာထာဝရဘုရားကြွတော်မူရာလမ်းကိုပြင်ကြလော့လမ်းခီးတော်ကိုဖြောင်းစေကြလော့ဟုသောအချက်၌ထိုယောဟန်ကိုဆိုလိုသည်ယောဟန်သည်ကလအုပ်အမွှေးနှင့်ရက်သောအဝတ်ကိုဝတ်လျက်ခါး၌တရေကပန်းကိုစီးလျက်ကျိုင်းကောင်နှင့်တော၌ဖြစ်သောပြားရည်ကိုစားလျက်နေ၏ထိုအခါယေရုရှလင်မြို့မှစ၍ယူဒပြည်သူပြည်သားယော်ဒန်မြစ်နားမှနေသောသူပေါင်းတို့သည်ယောဟန်ထံသို့ထွက်သွား၍မိမိတို့အပြစ်များကိုဖော်ပြလျက်ယော်ဒန်မြစ်၌ဗတ္တိဇံကိုခံကြ၏ဖာရိရှဲနှင့်ဇဒုကဲအများတို့သည်ဗတ္တိဇံကိုခံအံ့သောငါလာကြသည်ကိုယောဟန်သည်မြင်လျင်အချင်းမွေဆိုးအမျိုးတို့ရောက်လူသောဘေးဒဏ်မှပြေးသွားစိမ့်သောငါဘယ်သူသည်သင်တို့ကိုသတိပေးပြီးသနည်းနောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကိုကျင့်ကြလော့အာဗြဟံသည်ငါတို့အဘဖြစ်သည်ဟု၍စိတ်ထဲ၌မအောင်မေ့ကြနှင့်ဘုရားသခင်သည်ဤကြောက်ခဲတို့မှအာဗြဟံသားတို့ကိုထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟုငါအမှန်ဆို၏တစ်ပင်အမြင့်နားမှပစိန်ထားလျက်ရှိသည်ဖြစ်၍ကောင်းသောအတိမတိသောအပင်ရှိသမျှတို့ကိုခုတ်လှဲ၍မိထဲသို့ချလိုက်ရ၏ငါသည်နောင်တအဖို့လုံးငါသင်တို့ကိုရေနှင့်ဗတ္တိဇံပေး၏ငါနောက်ကြွလာသောသူသည်ငါထက်တက်စွမ်းနိုင်၏ထိုသူ၏ခြေနှင်းတော်ကိုမျှဆောင်ခြင်းကငါမထိုက်ထိုသူသည်တန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်းမိနှင့်၎င်းသင်တို့ကိုဗတ္တိဇံပေးမည်လက်တော်တွင်စကောပါလျက်မိမိကောင်းတဲ့တလင်းကိုရှင်းလင်းစေသဖြင့်မိမိဂျုံစပါးကိုကြည်၌စုသိမ်းသွင်းထား၍အဖျင်းကိုကမငြိမ့်နိုင်သောမိနှင့်ရှို့တော်မူလက်တန်းဟုယောဟန်ဟောပြော၏ထိုအခါယေရှုသည်ဗတ္တိဇံကိုခံအံ့သောငါဂါလိလဲပြည်မှယော်ဒန်မြစ်နားယောဟန်ထံသို့ကြွတော်မူ၏ယောဟန်ကလည်းအကျွန်ုပ်သည်ကိုရောထံ၌ဗတ္တိဇံကိုခံရမည်အကြောင်းရှိပါသည်ဖြစ်၍ကိုရောသည်အကျွန်ုပ်ထံသို့ကြွလာတော်မူသလောဟုယောဟန်ကိုစီးတားလေ၏ယေရှုကလည်းအလုံးစုံသောတရားတို့ကိုအကုန်စင်ကျင့်သင့်သည်ဖြစ်၍ယခုအခွင့်ပေးပါဟုပြန်ပြောတော်မူ၏ထိုအခါယောဟန်သည်ဝန်ခံလေ၏ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင်ရေပေါ်မှပေါ်ထစဉ်တွင်ကောင်းကင်ဖွင့်လှစ်သဖြင့်ဘုရားသခင်၏ဝိညာဉ်တော်သည်ယိုးငှက်ကဲ့သို့ဆင်းသက်၍ကိုရော့အပေါ်၌နားတော်မူသည်ကိုမြင်ရ၍ဤသူကငါနှင့်သက်မျက်နှိုးရာငါ၏ချစ်သားပေသည်ဟုကောင်းကင်ကအသံတော်ဖြစ်လေ၏